အကယ်လို့တင်ကမိုဘိုင်းနီဂျန်နဲ့ကအားလို့ပလေရလားဒါမှမဟုတ်အရိုယာထဲကအီလရီယာအော်ဒိုင်ယာနာကိုချက်နေတဲ့တူလားဒါဆိုရင်တော့အော်နော်ဂင်းနဲ့ကပုံစံသူကိုင်းလို့ကောင်းတဲ့ဟီးရိုးတစ်ယောက်နဲ့မိတ်ဆက်ပေးပြစီဒါကတော့လူနာပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့လူနာကိုဘယ်ကနေစဆော့မှန်းမသိတဲ့လူတွေအတွက်အိုက်တန်အာကာနာကွန်ဘိုတွေပါရှင်းပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်အောင်စကေးတွေကိုကျွန်တော်နားလည်လို့အောင်လို့ရှင်းပြပြလိုက်တော့မယ်လူနာရဲ့ passive ကတော့သူ့ရဲ့ physical 3ချက်ပြည့်တိုင်းသူ mark လေးတစ်ချက်ပေါ်ပြီးရနော်မကြက်ဒါမေပေါင်းရင် mark တစ်ချက်ပေါ်ပြီးတယ်ဒါပါပဲscale 1ရောက်ရှေ့ကိုလှချမ်းတစ်ချမ်းပြစ်ပြီးတော့သူ့ရဲ့ mark ပေါ်တယ်ပေါ့နော်scale 2ကျတော့ဒီအနီးနားရှိရဲ့ရန်တူရဆွဲဆုပ်ပြီးတော့သူ့ရဲ့ passive mark လေးပေါ်ပြီးတယ်အဲ passive mark ကဘယ်မှာအသုံးဝင်လဲဆိုတော့သူ့ AD ပေါ့နော်AD ကပြောမယ်ဆိုရင်ကူတောင်းရှိတယ်ဒါပေမဲ့သူ map ရှိရဲ့လူတွေခုံတိုင်းသူက AD ကူတောင်း reset ပြန်ဖြစ်တယ်ပေါ့နော်အဓိကလူနာရဲ့ play style ဒီသူ့ရဲ့ map ပေါ်ပဲအလုပ်လုပ်တယ်ဆိုတော့သူ map ရှိနေတွေAD make ကကူတောင်းပြန်လေနေဖြစ်တဲ့အတွက်map ရှိနေတယောက်သူကပြန်ပြီးခုံလို့ရတဲ့အနေအထားတော့ရှိရဗျလူနာအနေနဲ့က HOK မှာ300ခတ်တဲ့ hero ဆိုပေမဲ့လည်းသူ့ရဲ့အကြောင်းသူ့ရဲ့ combo တွေသူ့ရဲ့ skill အကြောင်းတွေနားလည်သွားရင်တော့300အရန်လွယ်ကူတဲ့ hero တစ်ယောက်တော့ပြောလို့ရတယ်ပေါ့နော်လူနာရဲ့လူသုံးအများဆုံး basic combo ပေါ့နော်ဒါကတော့ basic attack 3ချက် AD skill 2 AD skill 1 AD basic attack AD ပေါ့နော်ဒီ combo မှာတတိထားမှာတစ်ခုကကျွန်တော်တို့ဒီ basic attack 3ချက်ရိုက်တဲ့အချိန်မှာဒီ basic attack 2ချက်ကိုအပြင်မှာပေါ့နော်ဘယ်တည်းမဆိုင်ခင်အပြင်မှာ2ချက်ရိုက်သွားပြီးတော့တတိယတစ်ချက်ကိုခဏလေးဟိုးထားပေါ့နော်အဲ့ဒါပြီးမှကျွန်တော် gang လုပ်တဲ့အချိန်မှာတတိယတစ်ချက်ကိုထုတ်ပြီး3-5မှာဖြစ်ပါတယ်ပေါ့နော်လူနာရဲ့ item တွေကသူကလည်း mana 300တဲ့magic assassin ဖြစ်တဲ့အလျောက် mana များတဲ့ item နဲ့ magic life စီတော့ပဲကျွန်တော်အဓိကထားထည့်တယ်ပေါ့နော်ဆိုတော့ထည့်ရမယ့် item တွေကတော့ rune blade ပြီးကျွန်တော် resistance boost တော့ထည့်တင်တယ်ပေါ့နော်ပြီး argos ball နောက်တစ်ခုက instant stable 3နဲ့ပြီးကျွန်တော်တို့ဒီ breakthrough rope တွေပြီးနောက်တစ်ခုက servant red ပေါ့နော်အဲ့ဒါတော့ထည့်တင်တယ်ပေါ့အာကာနာအနေနဲ့ကတော့ကျွန်တော် hand 10ခုမိုင်း 10ခုနဲ့ remote 10ခုတုံးထားတယ်ဒီ hand နဲ့ mine eye နဲ့ဒီ remote အဓိကထားတာဘာလို့လဲဆိုတော့ attack speed boost ပေးရပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်နေနဲ့ဒီ3ခုကို10ခု10ခုစီတော့တုံးထားတယ်ပေါ့လူနာအနေနဲ့က HOK ထဲမှာအခိုင်ဆုံး hero အနေနဲ့ပါတယ်ဆိုပေမဲ့လည်းဒီသူ့ရဲ့ skill အကြောင်းတွေသူ့ရဲ့ combo တွေသူ့ရဲ့ itemization တွေကိုကောင်းကောင်းနားလည်တော့မယ်ဆိုရင်တော့အရင်300ခတ်တဲ့ hero တော့မဟုတ်ပါဘူးဒါကြောင့် honor game ကိုခုစားဆုံးမဲ့လူတွေဒါမှမဟုတ်လူနာကိုခုမှစပြီးရလှည့်ချင်းမဲ့လူတွေအတွက်ဒီဗီဒီယိုလေးကအကျိုးရှိမယ်လို့တော့ကျွန်တော်မျှော်လင့်ပါတယ်နောက်ထပ်ကျွန်တော်ဘယ် hero တွေကိုထပ်ပြီးတော့ tutorial ပေးရမလဲဆိုတော့ comment မှာရေးခဲ့ပေးကြပါဦးเนาะကျွန်တော်က honor game creator နိုင်ရပဲဖြစ်ပါတယ်